မင်္ဂလာပါဗျဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့မန်းလေးမြို့ကြီးမတီဆောက်မီကလေးကရှိနေခဲ့တဲ့တမိုင်းဝင်တကူကြီးဖျားတဆူလည်းဖြစ်တဲ့မန်းလေးမြို့ရဲ့ဈေးကျိုအရှိမြောက်ရဲမှာရှိတဲ့ရွှေကြီးမင်းဖျားကျောင်းကိုစိတ်ဝင်စားတဲ့အချက်လက်တွေနဲ့တကွတင်ဆက်ပေးသွားပါမယ်ကဲအားလုံးပဲလိုက်လံဖူးမြော်ကြည့်ရအောင်ဗျဒီဖျားကြီးရဲ့တမိုင်းကျောင်းကိုပြန်ကြည့်မယ်ဆိုရင်ပကံပြည့်ရှင်လောင်းစီသူမင်းကြီးတားတော့မင်းရှင်စောတီထားကိုးဝယ်ခဲ့တာဖြစ်ပါတယ်ပကံပြည်ကနေထွက်လာပြီးထွန်တုံးပူတက်ခေါ်ဗိုလ်တက်ကုန်းရွာအောင်ပင်လယ်အရှိတ်ဘက်ပြင်ဦးလင်သွားလန်းကြောက်မီးရွာနီးမှာမြို့ရွာတွေတီထောင်ပြီးလဲရဆယ်မြောင်းတွေဆယ်ဖို့ကတန်ဃာတော်တွေကိုပစ္စည်းလေးပါလှူဒန်းပြီးကုသိုလ်ပြုနေကြမှာပေါ့ဗျာတနေ့သောခါမှာတော့ဖျားတီထားကိုးကွယ်ဖို့နေရာရှာပါတော့တယ်အဲ့ဒီလိုရှာဖွေတဲ့အခါမှာတော့အနောက်ယွန်းယွန်းကုန်းမြင့်တစ်ခုမှာကြီးငယ်အပေါင်ဝိုင်းုံလျက်ရွှေအစင်းရှိတဲ့ထူးဆန်းတဲ့ရွှေကြီးတစ်ကောင်ဟာနားနေတာကိုတွေ့မြင်ခဲ့ရပါတယ်ထိုအခါမင်းကြီးကပညာရှိအမတ်တို့ကိုမေးမြန်းတော်မူရာမှာတော့အရှင်ဖျားရဲ့ဘုန်းကံပါရမီကြောင့်ရွှေကြီးနားတဲ့နေရာမှာဖျားတီထားကိုးကွယ်တော်မူရန်အတွက်သာသနာတော်စောင့်နှမင်းတို့ကနှိုးဆော်တာဖြစ်ပါကြောင်းရှောက်တင်အပ်ပါတယ်ဒီလိုရှောက်တင်ချက်အရမင်းရှင်စောဟာဇေဒီတော်ကိုတည်ထားခဲ့ပြီးဓာတ်တော်မွေတော်များပါဌာပနာတော်မူခဲ့ပါတယ်နောက်မှလူအများကရွှေကြီးမြင်လို့အလွယ်ခေါ်ကြပေမဲ့ရွှေကြီးနားရဖြစ်လို့ရွှေကြီးမြင်ဖျားလို့ရေးသားခေါ်ဝေါ်ကြပါတယ်ဇေဒီတော်ရဲ့လှိုင်ကူအတွင်းမှာဆိုရင်လည်းမင်းရှင်စောကိုယ်တိုင်မူရင်းတည်ခဲ့တဲ့ညံတော်3000တမိုက်ရှိတဲ့ရုပ်ပွားတော်မြတ်ကိုတည်ထားကိုးကွယ်ခဲ့တာမြင်တွေ့ရမှာပါရွှေကြီးမြင့်ဖျားမှာထူးခြားတဲ့တကူကြီးစင်းနုတော်များထားရှိရာနေရာဖြစ်လို့မန်းလေးကိုလာရောက်ကြသူတိုင်းဒီဖျားကိုအရောက်သွားပြီးဆူတောင်းဖူးမြော်ကြဖို့တိုက်တွန်းချင်ပါတယ်ဗျပထမပိုင်းလေးကတော့ဒါပါပဲခင်ဗျဒုတိယပိုင်းလေးဆက်လက်တင်ဆက်ပေးပါမယ်အဆုံးထိကြည့်ရှုပေးတဲ့တူးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်